ဂျက်ဟာဘတ်စကားပေါ်မှာထိုင်ရင်းသတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်နေတော့လမ်းလုံသားတွေတရားပေါ်မှာအလုံးလုံးနေတာကိုမြင်လိုက်ရတယ်။မီတာ90မြင့်တဲ့ဒီတရားကိုဖြတ်ကျော်တိုင်းတရားကြီးတုန်ခါနေတယ်လို့မျိုးထူးဆန်းတဲ့ခန်းစားချက်တစ်ခုကိုဂျက်အမြဲခံစားရတယ်။ဒီတရားကြီးဟာဒီတန်တွေကိုတောင်းခံနိုင်တော့မှာမဟုတ်ဘူးလို့သူစတင်တွေးတောမိလာတယ်။ဒီတရားကိုအမြင်ကျော်သွားနိုင်ဖို့ကားဆရာအရှိန်မြင့်မောင်းပါစေလို့သူစိတ်ထဲကနေဆူတောင်းနေမိတယ်။ဒါပေမဲ့ရှေ့နားမှာတခုခုအဆင်မပြေဖြစ်သွားပြီးလမ်းလုံသားကဘတ်စကားကိုတားလိုက်ပါတယ်။ဂျက်တယောက်ရင်ထဲမှာကြောက်စိတ်တွေဝင်လာတယ်။အဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့လေပြင်းတွေစတင်တိုက်ခတ်လာပါတော့တယ်။လမ်းလုံသားတွေလည်းပြာရခတ်ကုန်ကြတယ်။တရားကြီးကလည်းပိုပြီးတုန်ခါလာတယ်။ဒါပေမဲ့အလုပ်သမားတွေကတော့သူတို့အလုပ်ကိုဆက်လုပ်နေကြပြီးနောက်ဆုံးဖြတ်တောက်လိုက်တဲ့အပိုင်းကတရားကိုနှစ်ပိုင်းကွဲသွားစေတော့မှာပါ။အဲ့ဒီအချိန်မှာဂျက်ကလူတိုင်းကိုကားပေါ်ကဆင်းဖို့အော်ဟစ်ပြောဆိုခဲ့ပေမဲ့အချိန်နှောင်းသွားပါပြီ။တရားကြီးကကြိုးကျသွားခဲ့ပါပြီ။အဲဆာကတော့ဘာကူမှမကြည့်ပဲထွက်ပြေးရင်းတရားဆုံးကနေတဲ့တဲ့ကြီးပြုတ်ကျသွားတယ်။အဲ့ဒီအခါသူမရဲ့ရီးစားဖြစ်သူတက်ကအကျယ်ကြီးအော်ဟစ်နေပေမဲ့ပြီးတော့ဘတ်စကားကြီးကတရားပေါ်ကနေအောက်ကိုပြုတ်ကျသွားပါတော့တယ်။တရားကြီးကတော့လုံးဝကိုပျက်စီးတော့မဲ့အခြေအနေပါ။ကျန်တဲ့လူတွေလည်းအသက်လူပြီးဟိုပြေးတီပြေးနဲ့အော်ဟစ်နေကြတယ်။အဲ့ဒီအချိန်မှာလူစီရဲ့ခြေထောက်ကတရားကျိုးနဲ့တိုက်မိပြီးသူမရဲ့မျက်မှန်ပြုတ်ကျသွားတယ်။ဂျက်ကအန်နာကိုခေါ်ပြီးထွက်ပြေးခဲ့ပေမဲ့လမ်းမှာတရားကကျိုးသွားပြန်တယ်။အခုတော့တရားရဲ့ဟိုဘက်ချမ်းကိုရောက်ဖို့အတွက်လက်ရန်ကနေသွားရမယ့်နည်းလမ်းတစ်ခုပဲရှိပါတော့တယ်။ဂျက်ကအန်နာကိုအရင်တက်ခိုင်းနေသူမကကြောက်လွန်းလို့ခြေထောက်တွေတုန်နေပေမဲ့ဂျက်ရဲ့အားပေးစကားတွေကြောင့်တက်တီငွေပြီးတရားရဲ့ဟိုဘက်ချမ်းကိုရောက်သွားခဲ့တယ်။အဲဒီနောက်ဂျက်ကလူစီကိုဟိုဘက်ကူးဖို့စူးစမ်းပေးပေမဲ့လူစီကမျက်မှန်မပါဘဲတေချာမမြင်ရဘူးဖြစ်နေတယ်။ဂျက်ကနောက်ကနေလမ်းညွန်ပေးပြီးအန်နာကလည်းဟိုဘက်ချမ်းကနေလက်ကမ်းဆောင်နေတယ်။သူတို့ကြားမှာကွာဟချက်အနည်းငယ်ပဲလိုပါတော့တယ်။ဒါပေမဲ့လေတိုက်လိုက်တဲ့အချိန်ကြောင့်လက်ရန်ကကျိုးသွားပြီးလူစီအောက်ကိုပြုတ်ကျသွားတယ်။လူစီကရေကူးတက်ပါတယ်။သူမပြန်ပြီးဟန်ချက်ညီအောင်စူးစမ်းနေတော့မှပဲတရားပေါ်ကနေကားတစ်စီးကသူမပေါ်ကိုပြုတ်ကျလာတယ်။အခုဆိုရင်တရားကြီးကတော့အပြက်စီးပုံဖြစ်နေပါပြီ။ဂျက်ကသူ့အသက်ကိုကယ်ဖို့ပြေးခဲ့ပေမဲ့အဲ့ဒီအချိန်မှာတန်မဏိကျိုးတွေပြတ်တောက်သွားပြီးလူတွေပင်လယ်ထဲကိုတန်းစီပြုတ်ကျကုန်နေအခုဆိုရင်တရားရဲ့တဝက်လောက်ကကျိုးပြီးပြုတ်ကျသွားပါပြီ။အဲ့ဒီအချိန်မှာဦးလေးကြီးတယောက်ကတော့ငါလွတ်ပြီလို့ထင်နေတော့မှပဲကတ္တရာဆေးတွေပြည့်ပါတဲ့တိုင်ကီကားတစ်စီးမှောက်သွားပြီးအဲ့ဒီဦးလေးကြီးကိုမီးလောင်သွားစေတယ်။တက်အသက်ရှင်နေသေးတာကိုဂျက်မြင်လိုက်တယ်သူတို့နှစ်ယောက်တွေ့ပြီးတရားရဲ့ဟိုဘက်ချမ်းကိုခုံကူးဖို့ဆုံးဖြတ်လိုက်ကြတယ်တက်ကအရင်ခုံနေဂျက်ကတော့စိတ်အားငယ်နေသူပါအန်နာကအော်ဟစ်အားပေးတာကြောင့်သူလည်းခုံကူးလိုက်ပြီးနှစ်ယောက်လုံးလက်ရန်မှာခိုးရဲမိသွားတယ်တရားကြီးကတဖြည်းဖြည်းချင်းကျိုးနေတာကိုသူတို့မြင်နေရတယ်ဂျက်နဲ့တက်ခိုရဲနေတဲ့လက်ရန်ကလည်းစတင်တုန်ခါလာတယ်အဲ့ဒီအချိန်မှာအပေါ်ကကုန်ကားတစ်စီးကနောက်ပြန်လိမ့်ကျလာပြီးတရားဆုံးကိုရောက်လာတယ်ကားရဲကနေလေးလံနဲ့တန်ချောင်းတွေစတင်ပြုတ်ကျလာတယ်ဂျက်ဟာသူ့ရဲ့တငယ်ချင်းတွေကိုတယောက်ပြီးတယောက်ဆုံးရှုံးနေရတယ်နောက်ဆုံးမှာတော့သူ့တငယ်ချင်းတက်ပါတိတ်ဆုံးသွားခဲ့ပါတယ်ပြီးတော့ဂျက်ရဲ့အပေါ်ကိုနောက်ထပ်တန်များကြီးတစ်ချက်ပြုတ်ကျလာတဲ့အချိန်မှာပဲသူကြောက်လန့်တကြားနဲ့နိုးလာပါတော့တယ်။သူဟာရှေ့ဆက်ဖြစ်လာမယ့်အရာတွေကိုကြိုတင်မြင်နိုင်တဲ့စွမ်းအားရှိတာကြောင့်ဒီဖြစ်ရက်တစ်ခုလုံးကိုသူကြိုတင်မြင်နေခဲ့တာပါ။အခုတော့အဲ့ဒီဖြစ်ရက်တွေကသူ့မျက်စိရှိမှတကယ်ဖြစ်တော့မယ့်အချိန်မှာဂျက်ကကားပေါ်မှာမတက်ရက်ပြီးလူတိုင်းကိုအောက်ဆင်းဖို့ပြောလိုက်ပါတယ်။လူတိုင်းလည်းကားပေါ်ကဆင်းပြီးထွက်ပြေးကြပါတော့တယ်။တငယ်ချင်းတို့ရောဒီလိုမျိုးစွမ်းအားမျိုးရှိကြလားဗျာ။